မရှိတဲ့နိုင်ငံကိုမှလူမျိုးတုံးတက်ဖြတ်ပါတယ်လို့ဆွဆွဲချက်ကအောက်တန်းမကြဘူးလားအဲ့ဒီလိုမျိုးတွေဆွဆွဲလာရင်ဦးဇင်းတို့မြန်မာတွေငုံခံရမလားတုံ့ပြန်ရမလားအဲ့တော့တိုင်းပြည်ကိုနာမည်ပြတ်အောင်သိက္ခာကျအောင်လုပ်ခဲ့တဲ့လူတွေကဒီစစ်အုပ်စုပဲဖြစ်တယ်သူတို့တာဝန်ယူရမယ်သူတို့နဲ့အတူတူပြည်သူဟာတာဝန်ယူပေးစရာမလိုဘူးပြည်သူဟာတရက်ခန့်လုပ်ပေးစရာမလိုဘူးလူမျိုးတုံးတပ်ဖြတ်မှုမှာပြည်သူဘာမှမပါဝင်ခဲ့ဘူးမသိခဲ့ဘူးအဲ့ဒီအတွက်ပြည်သူတွေမှာဘာမှတာဝန်မရှိဘူးငါတို့နဲ့အတူတူရက်တီပါဆိုတဲ့စစ်ကောင်စီရဲ့ဝါရဖြန့်မှုကိုမိုင်းမိပြီးတော့သူ့ရဲ့အကွက်ထဲကိုသူ့ရဲ့ဂွေထဲကိုမဝင်မိစေနဲ့နော်သူ့ရဲ့မတရားလုပ်ခဲ့တဲ့တိုင်းပြည်ပေါ်မှာမတရားညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ကိစ္စတွေပပျောက်သွားအောင်လုပ်ဖို့ကကျမတို့မှာနီးလန်းအများကြီးမရှိဘူးလက်ရှိကျမတို့လက်နက်ကင်ပြီးတိုက်နေကြတယ်နော်ဒါလည်းတော်လည်းရေးကြလာတာနဲ့ဒါကျမတို့ပြည်သူတွေပဲပို့ပြီးတော့ခံနေရမှာဘာလို့လဲသူတို့ကဘုံကျဲနေတာသူတို့ကလေရင်သုံးပြီးဘုံကျဲနေတာကျမတို့မှလေရင်မရှိဘူးကျမတို့မှလေရင်မရှိဘူးဒီကောင်တွေကိုသွားကျဲစရာအကယ်၍ကျမတို့မှသာလေရင်ရှိခဲ့ရင်စစ်တပ်တီးနေတာက location ကဘာမှထောက်ပြီးလိုက်ရှာနေစရာမလိုတနိုင်ငံလုံးသိနေတဲ့ကိစ္စသူတို့နေရာ location မှာသွားချိုက်ကျဲချလိုက်တာနဲ့ပွဲရပြက်နေပြီနော်အခုဟာကကျမတို့ကတော်လန်နေတဲ့ဒီကောင်တွေကိုလုံနေတယ်အဖက်ဖက်ကနေပြီးတော့ဝိုင်းထိုးနှက်နေမှရမယ်ဒီကောင်တွေကအင်အားကြီးတယ်တိုင်းပြည်မှာ260 290ငွေပုံပေါ်မှာငုတ်တုတ်ထိုင်ပြီးလှုပ်ချင်သလိုလှုပ်လာခဲ့တဲ့ကောင်တွေနော်ကလောခိုင်မာနေတဲ့အဖွဲ့အစည်းကြီးဖြစ်တယ်ဟုတ်လားဒီကြားထဲမှာဒီမြန်မာနိုင်ငံရဲ့လက်ရှိဖြစ်နေတဲ့ပြည်ပခါကိုအတုံးချပြီးတော့မှအကျိုးအမြတ်ယူခြင်းနေတဲ့နိုင်ငံတွေလည်းရှိတဲ့အတွက်ကြောင့်မို့အာဏာရှင်ဟာအင်အားကြီးတယ်သူ့အင်အားလေးကပိန်ပိန်လှီလှီလေးပဲဘာမှမကြံတော့ဘူးဒါပေမဲ့ကျမတို့ကတခြားနိုင်ငံတွေရဲ့နော်ရုပ်မာတဲ့နိုင်ငံတွေရဲ့ဖိအားကိုပါခံနေရတာဖြစ်တယ်ကျမတို့တမျိုးသားလုံးခံနေရတာဖြစ်တယ်အဲ့ဒီအတွက်သူတို့ကိုပြန်တိုက်တဲ့နေရာမှာကျမတို့ကအဖက်ဖက်ကနေတိုက်မှပြည့်စုံမှာဖက်ဖက်ကနေတိုက်မှရမှာအဲ့တော့ ICJ ကိစ္စဒီစစ်ကောင်စီကိုအများကြီးဖိအားပေးမဲ့ကိစ္စကျမတို့ပြည်သူလူထုတရက်လုံးလက်နက်ကင်တာနဲ့ညီမျှတယ်သူတို့ကိုဖိအားပေးမဲ့ကိစ္စ ICJ ကိစ္စနော်ဒါကြောင့်မို့မင်းအောင်လှိုင်ကဒီစကားမျိုးထုတ်ပြောလာသူ့မှာဖိအားဖြစ်လာတော့မယ်ဆိုတာ तू သိနေလို့ပဲ तू သိနေလို့ပဲ तू ပါဇက်ကြီးကဒီစကားကြီးဟာလားပြည်သူကျွန်တော်တို့နဲ့အတူတူရက်တီပါပြည်သူဒီတိုင်းပြည်နဲ့အတူတူရက်တီပါဆိုတဲ့စကား तू ပါဇက်ကြီးကအခုချိန်မှာထွက်လာတယ်ဆိုတာဟာတော်တော်စောက်ရှက်မရှိဘဲနဲ့ပြည်သူကိုထပ်ပြီးတော့ဒုက္ခပေးဖို့အတွက်စကားလှလှသုံးလာတာပဲဖြစ်တယ်ဒါဒီအပေါ်မှာပြည်သူတွေကလိုက်ပြီးတော့ဟာငါတို့နိုင်ငံကြီးနာမည်ပြတ်မှာလားဆိုတာကြီးနာမည်ကပြတ်သွားပြီးဖြစ်တဲ့အတွက်ကျမတို့ဘာမှဆက်လုပ်လို့မရတော့ရေးလိုက်ပြီးသူတို့ကရေးထိုးလိုက်ပြီးရေးထိုးပြီးသားကိုကျမတို့ကပြန်ဖြတ်ကမှာပြည်သူတွေကပြန်ဖြတ်ရမယ့်နေရာမှာဘလို့နီးနဲ့ဖြတ်မှာလဲဟုတ်လားတိုင်းပြည်ကြီးနာမည်မပြတ်ချင်စေချင်ဘူးဆိုတော့ဆိုယုံနဲ့စစ်တပ်နဲ့အတူတူရက်တီလို့ကျမတို့နိုင်ငံထဲမှာရှိနေတဲ့ပြည်ပခါတွေရက်သွားမှာလားစစ်တပ်ရဲ့ရက်ဆက်ရုံမှမှုတွေရက်တန်းကရက်သွားမှာလားဆက်လုံနေမှာပဲလေအဲ့တော့သူတို့ကရေးထိုးပြီးသားနာမည်ကြီးဖြစ်နေပြီနာမည်ကပြတ်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့နာမည်တိုင်းပြည်နာမည်ပြတ်မှာကိုကြောက်နေလို့လည်းဘာမှမထူးဘူးပြတ်မှာပဲတိုင်းပြည်ကပြတ်နေပြီအခုလည်းပြတ်နေတာပဲနော်အဲ့တော့အာနာရှင်ဘက်မှာရက်တီပြီးတော့အာနာရှင်ရဲ့ထွက်ပေါက်ကိုနော်ဝိုင်းပြီးတော့မဖွင့်ပေးကြနဲ့သူ့ကိုကျမတို့ကကန်ချရမယ့်အချိန်ဖြစ်နေပြီနော်သူဘယ်ကနေထွက်မလဲအခုပြည်သူကိုသူကလှည့်ပြီးတော့လှည့်ပတ်ပြီးတော့သူနဲ့တရက်ခံဖြစ်အောင်သူလုပ်နေတာနော်ပြည်သူတွေသူနဲ့အတူတူရက်တည်အောင်သူလုပ်နေတာပြည်သူတွေကိုပါဆွဲထည့်နေတာနော်လက်ရှိတိုင်းပြည်တစ်ပြည်လုံးနဲ့သူလှည့်ပတ်ပြီးတိုက်နေရတဲ့ကိစ္စမှာလည်းပြည်သူတွေကိုပဲကာကွယ်ခိုင်းနေတာပြည်သူတွေလက်ထဲတနတ်ထည့်ပြီးတော့ရှေ့တန်းမှာအသက်ပေးခိုင်းနေတာအဲ့ဒီစစ်အုပ်စုပဲဒါအောင်နားလည်ရမယ်နော်ကို့အသားမထိတိုင်းကို့နေရာလေးမဟုတ်တိုင်းနော်လွယ်လွယ်လေးတွေးပြီးတော့သူတို့ဝါရမိုင်းတိုက်နေတဲ့ကိစ္စတွေပုံမှာလိုက်ပြီးတော့မယောင်ဝါမိစေဖို့ကျမကပြောတာ